အားလုံးမင်္ဂလာဗျမတွေ့ရလဲကြာပြီဆိုတော့ဒီခါမှာတော့ကျွန်တော်ကျင်းကားတိချက်ပြတော့မှာဖြစ်ပါတယ်စိန်ကားသွားတဲ့လူကိုပြန်လာအောင်ဘယ်လိုခေါ်ရမလဲဆိုတော့ကျွန်တော်မသိပေမဲ့လို့လဲကျင်းကားတိကိုမခါအောင်ဘယ်လိုချက်ရမလဲဆိုတော့ကျွန်တော်သိရပါတော့ဒီကကျင်းကားတိကိုမခါအောင်ဘယ်လိုချက်ရမလဲဆိုတော့ကျွန်တော်ဒီမှာမိတ်ဆွေတို့ကိုချက်ပြတော့မယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့တတိထားရမှာတစ်ချက်ကဘာရှိလဲဆိုတော့စားပေါ့နော်စားကိုစားချမ်းနဲ့စားချမ်းမိတ်ဆွေတို့မှာများများရှိဖို့လိုရပါတော့ကျင်းကားတွေကိုမခါအောင်ချက်ဖို့ဆိုလို့ရှိရင်စားနဲ့နာလေးနယ်ပေးရမှာပါအဲဒါကြောင့်မလို့ကျွန်တော်နယ်တဲ့ချိန်မှာဗီဒီယိုရစ်ထားတာမလို့ခဏလေးနယ်လိုက်တယ်ဆိုပေမဲ့လို့လဲမိတ်ဆွေတို့အနေနဲ့အပြင်မှာတကယ်နယ်တဲ့အခါတော့နည်းနည်းကြာလေးနဲ့နာလေးနယ်ပေးပါလို့ပြောချင်တာပါအခုကျွန်တော်တို့ကျင်းကားတီကိုဒီလိုကျွန်တော်ဗီဒီယိုမှာပြထားတဲ့အတိုင်းပဲခွာမယ်ဥတွေထုတ်မယ်ပေါ့ဗျာပြီးရင်ဒီလိုမျိုးတောက်ဆင်းမယ်ပေါ့တောက်ဆင်းမယ်ဆိုတော့ပပလီမယ်ပေါ့ဗျာနော်မြန်မာစကားလည်းရှုပ်တယ်တောက်ဆင်းတာနဲ့ပပလီရနဲ့မတဲခွဲဘူးပေါ့ဗျာဒါပပလီရလို့ခေါ်မယ်ထင်တာပဲဟုတ်တယ်ပေါ့နော်ပပလီရပေါ့ဒီလိုမိတ်ဆွေတို့ပပလီရပေါ့နော်လီရဲ့ညမှာကြီးလီလည်းရတယ်တေးလေးလီလည်းရတယ်တဘောရှိပဲကြိုက်လို့လားလီအဆင်ပြေပြီးရပါပေါ့နော်ဒါကျွန်တော်စိုင်တိန်ခါနီးမလို့စိုင်တိန်ခါနီးမှချက်လိုက်တော့ပေါ့ဗီဒီယိုတွေကမတင်လာကြပြီဆိုတော့ကျွန်တော်တို့လီးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအခုကျွန်တော်ပြထားတဲ့အတိုင်းပေါ့နော်ဒီပုံတစ်ပုံထဲမှာဒါမှမဟုတ်ဇလုံးနဲ့ဖြစ်မှာခွက်လည်းဖြစ်ပေါ့ကျွန်တော်တော့ပုံထဲမှာထည့်လိုက်ပါတော့စားဒီမှာစားချမ်းကျွန်တော်ထည့်လိုက်တာစားချမ်းနော်မိတ်ဆွေတို့ရှင်မှာဆိုရင်ဘလို့စားလို့ခေါ်မလဲဘလို့စားပဲဖြစ်ပါသူကစားဖြစ်ရင်တော့အဆင်ပြေပါဒါပေမဲ့ဒီလိုနယ်ပြီးရင်လေရေဆေးပြီးပြည့်ရမှာဆိုတော့စားအနုလေးကြာနှမျောလို့လည်းအဲကြောင့်စားချမ်းဆိုရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒီမှာနယ်လိုက်တဲ့အခါမှာတွေ့လာအရေလေးတွေထွက်လာအဲ့ဒီအရေလေးတွေကခါတာပေါ့နော်ပြီးဆိုကျွန်တော်ရေဆေးချလိုက်မယ်ရေကိုပြောင်းဆေးချလိုက်မယ်နော်မိတ်ဆွေတို့စိတ်မချသေးဘူးဆိုရင်နောက်တစ်ခေါက်ထပ်နယ်လို့ရသေးရေပေါ့နော်ကျွန်တော်တို့ဒါရပြီလို့ထင်တယ်အဲကြောင့်မလို့ကျွန်တော်ရေဆေးလိုက်ရပေါ့နော်ပြီးရင်ကျွန်တော်ကြက်သွန်ဖြူတုံးမယ်ကြက်သွန်ဖြူခွာထားမှာနော်ခွာပြီးပပလေးလီးမယ်ပပလေးလီးပြီးရင်နှုတ်လေးဆင်းတယ်ပေါ့နော်နှုတ်လေးဆင်းပြီးလို့ရှိရင်ကျွန်တော်ဒါကြက်သွန်နေလဲအဲ့ဒီအတိုင်းပဲပေါ့နော်ကြက်သွန်ဖြူဆင်းတဲ့အတိုင်းပဲကျွန်တော်နှုတ်လေးဆင်းမယ်ပေါ့ဘာလို့ဆိုတော့ဒီကောင်တွေကခဏရင်ကြာလို့ရှိရင်ဒီဂျင်းကားတီကြော်တဲ့ထဲမှာထည့်ပြီးသုံးဖို့အတွက်ဆိုင်တော့ပိတ်သွားရတာရှေ့ရဗီဒီယိုရှေ့ရဟင်းချက်တယ်နောက်ကဆိုင်ပိတ်သွားပြီโอเคကျွန်တော်ကြက်သွန်နေတဲ့ထည့်ရမှာပေါ့နော်ခုနကတော့ကျွန်တော်ပြောတဲ့အတိုင်းပဲသူ့လည်းပပစီးမှာပပလေးစင်းမှာတစ်လုံးလုံးထည့်ရင်လည်းရတော့เนาะကျွန်တော်ကတော့တစ်လုံးလုံးတော့မထည့်တော့ဒါတချမ်းပဲထည့်လိုက်မယ်လို့စဉ်းစားတော့เนาะတချမ်းပဲထည့်လိုက်ပါဗီဒီယိုထဲမှာတစ်လုံးလုံးထည့်လိုက်ရကျွန်တော်တချမ်းပဲထည့်ရလို့တင်တယ်โอเคတဲ့ဗီဒီယိုဆိုလို့ရှိရင်တရားကျွန်တော်စနုံးမုံနည်းနည်းထည့်မယ်စနုံးမုံကထည့်ဟိုစီတားပူတဲ့ခါကြလို့ရှိရင်မီးကိုလျှော့ထားဖို့လိုပါเนาะမဟုတ်ရင်ထည့်လိုက်တာနဲ့သူကတူးသွားတယ်ဆိုတော့မကောင်းဘူးကျွန်တော်စနုံးမုံထည့်ပြီးဆိုတော့ねဘာမှမထည့်ခင်ဒီကောင်အရင်မွေမှာပေါ့ဗျာဘယ်လိုပြောမလဲဂျင်းကားတီကိုပေါ့နော်တူဘာမှမထည့်ဘဲနဲ့ဒီတိုင်းအရင်မွေပေးရပါတော့ဒါကတအား6လာဆိုလို့ကျွန်တော်ရေနည်းနည်းလေးထပ်ထည့်ပေးလိုက်ဒါကတော့ကျွန်တော်တုံးနဲ့ငပိတဲ့စိတ်ပေါ့နော်ငပိရဲ့တဲ့စိတ်ကျွန်တော်မွေပြီးသွားဆိုလို့ရှိရင်ဂျင်းကားတီပြော့လာတဲ့အနေထားရောက်ပြီဆိုလို့ရှိရင်ခုနကကျွန်တော်လီးထားတဲ့ဒီကြက်သွန်ဖြူအဲ့ဒါကြီးထည့်မှာငပိကိုလည်းရေနည်းနည်းလေးဖြောမှာပေါ့နော်ရေအေးနဲ့လည်းရတယ်ရေကျဲအေးနဲ့လည်းရတယ်ဒါရေနွေးနဲ့လည်းရတယ်ပေါ့နော်အဆင်ပြေအဲ့ဒါပြီးရင်ကျွန်တော်ထည့်လိုက်အတုံးလိုက်ထည့်ရင်လည်းရတော့ပေါ့နော်ဒါပေမဲ့ဘာဖြစ်လို့အတုံးလိုက်မထည့်လဲဆိုတော့ကျွန်တော်မကြေမှာဆိုလို့လည်းတော့အခက်တွေဖြစ်နေမှာဆိုလို့တကယ်လို့ဒီလိုမျိုးအနေထားရောက်လာပြီဆိုလို့ရှိရင်တော့ငရုတ်တီးမုံထည့်လို့ရပြီပေါ့နော်ရန်ဆက်တာကြိုက်ရင်တော့နှစ်ဆုံးလောက်ထည့်လို့ရတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်ဂျင်းကားတီမခါအောင်ချက်တဲ့နည်းပဲဖြစ်ပါတယ်ဒူမစိန်ကားတာတော့ကျွန်တော်လည်းပြန်လာအောင်မလုပ်တတ်ပါဘူးဗျာ